မိန်းကလေးကသူမရဲ့မောင်လေးကိုစားယောက်ျားလေးလိုရုပ်ဖြတ်ပြီးကြောင်းတက်ခဲ့ပေမဲ့အတန်းထဲရောက်တာနဲ့အတန်းထဲမှာအကြောက်ရဆုံးကောင်လေးကိုသွားပြီးစိတ်ဆိုးအောင်လုပ်မိသွားတယ်။အဲ့ဒီကောင်လေးကသူမကိုပြဿနာရှာတော့မဲ့အချိန်မှာပဲရုတ်တရက်ဖုန်းတကောဝင်လာတာကြောင့်ထွက်သွားခဲ့ရတယ်။သူကဆီယာမကိုတောင်ဂရုမစိုက်ပဲအတန်းထဲကနေထွက်သွားတာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့နောက်ခံကမယိုးရှင်းမှုဆိုတာသူမရိပ်မိလိုက်တယ်။အဲ့ဒီကောင်လေးကကြောက်ကြီးရဲ့သားဖြစ်ပြီးနောက်ခါသူ့ကိုသွားမဆနောက်ဖို့အတန်းဖော်တွေကသူမကိုတတိပေးကြတာကြောင့်မိန်းကလေးကလည်းသဘောတူလိုက်တယ်။ဒါပေမဲ့သူမလုံးဝမမျှော်လင့်ထားတာကယောက်ျားလေးလိုရုပ်ဖြတ်ထားတဲ့သူမရဲ့ပုံစံကအရန်ချောလွန်းနေတာကြောင့်ကျောင်းသူတစုရဲ့အာယုံဆိုင်မှုကိုခံလိုက်ရတာပါပဲ။သူမထိတ်လန့်တကြားနဲ့အဝတ်လဲခန်းနဲ့ပုံပြီးမောင်လေးစီဖုန်းဆက်ကကျောင်းကိုအမြန်ပြန်လာဖို့တောင်းပန်ခဲ့ပေမဲ့မောင်လေးကတော့နောက်တစ်ပတ်ကြာမှပြန်လာမယ်လို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲအပြင်ကမိန်းကလေးတွေကသူမရဲ့နာမည်ကိုယူသွစွာအော်ဟစ်နေကြတယ်။သူတို့ကိုရှောင်ဖို့အတွက်သူမကမိန်းကလေးဝစ်စားပြန်လဲလိုက်ပေမဲ့အပြင်ကမိန်းကလေးတွေကကြောက်တာကြောင့်လန့်ပြီးထွက်ပြေးသွားကြပြီဆိုတာကိုတွေ့လိုက်ရတဲ့ကောင်လေးကသူမရဲ့နာမည်ကိုမေးပေမဲ့သူမကမဖြေပဲထွက်သွားခဲ့တယ်။ဒါပေမဲ့သူမရဲ့ရိုင်းဆိုင်တဲ့အပြုအမူကပဲကောင်လေးရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်။နောက်တစ်နေ့မှာတော့မိန်းကလေးကယောက်ျားလေးလိုပြန်ရုပ်ဖြတ်ပြီးတန့်စင်ကန်းသွားချင်ခဲ့တယ်။သူမကယောက်ျားလေးတန့်စင်ကန်းနဲ့ဝင်ဖို့လုပ်ပေမဲ့အထက်ကမြင်ကွင်းကြောင့်လန့်ဖြတ်သွားပြီးချက်ချင်းလက်ပြန်ကမိန်းကလေးတန့်စင်ကန်းထဲကိုပဲပြေးဝင်သွားခဲ့တယ်။ဒါကိုမြင်သွားတဲ့ကျောင်းသူနှစ်ယောက်ကသူမကိုလူဆိုးလူပွေးလို့ထင်ပြီးတကားကိုထုကချက်ချင်းထွက်လာဖို့ပြောကြတယ်။သူမကအထက်ကနေမိန်းကလေးအတန်နဲ့သူမဟာတကယ်တော့မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းအလင်းအဆလို့ရှင်းပြပေမဲ့ဘယ်သူမှမယုံကြဘူး။သူတို့ကိုဖယ်ရှားဖို့အတွက်သူမမှာမိန်းကလေးဝစ်စားပြန်လဲပြီးထွက်လာရုံကလွယ်လို့အခြားရွေးချယ်စရာမရှိခဲ့ဘူး။သူတို့ရဲ့မြင့်တက်သွားတဲ့မျက်နှာတွေကိုကြည့်ပြီးသူမကနောက်လည်းမကြည့်ပဲထွက်လာခဲ့တယ်။ဒါပေမဲ့အပြင်ရောက်တာနဲ့အဲ့ဒီကောင်လေးနဲ့ပြန်တိုးမိပြန်တဲ့သူကလက်ကမ်းပြီးသူမနဲ့တငယ်ချင်းဖြစ်ချင်တယ်လို့ပြောခဲ့တယ်။သူမကအေးဆက်ဆက်နဲ့ညင်းပယ်ပြီးထွက်သွားဖို့ပြင်ပေမဲ့ကျောင်းသူတယောက်ကသူမကိုတားပြီးအဲ့ဒီကောင်လေးကိုဘယ်တော့မှစကားမပြောဖို့တတိပေးခဲ့တယ်။အဲ့ဒီကျောင်းသူကကောင်လေးကိုသဘောကျနေမှမိန်းကလေးကရိပ်မိသွားတာကြောင့်သူမကိုရွှဲတဲ့အနေနဲ့တမင်တကာမြေပြင်ပေါ်လဲကျပြလိုက်တယ်။မိန်းကလေးလဲကျသွားတာကိုမြင်တော့ကောင်လေးကချက်ချင်းပြေးလာပြီးဒဏ်ရာရသွားလားလို့မိကစေးပေးခန်းစီခေါ်သွားဖို့သူမကို꿰ချီလိုက်တော့တယ်။အဲ့ဒီကျောင်းသူကသူမတမင်ဟန်ဆောင်နေတာလို့ဒေါသတကြီးပြောပေမဲ့ကောင်လေးကတော့ဂယုမစိုက်ခဲ့ဘူးစေးပေးခန်းရောက်တဲ့အခါကောင်လေးကသူမရဲ့လက်မောင်းကပုံးပဲ့တန်ရာကိုစေးထည့်ပေးခဲ့တယ်သူဒီလောက်အထိဂယုစိုက်တတ်တာကိုမြင်ပြီးမိန်းကလေးနည်းနည်းတော့အံ့ဩသွားရတယ်ပတိစီပြီးလို့သူမထွက်သွားခြင်းတဲ့အချိန်မှာပဲကောင်လေးကရုပ်ရှင်လက်မှတ်တစ်ဆောင်ကိုရုတ်တရက်ကမ်းပေးခဲ့တယ်ဒီလက်မှတ်ကရဖို့အရန်ခက်ခဲပြီးတစ်ဆောင်ပဲရှိတာလို့ပြောကသူထွက်သွားခဲ့တယ်မကြခင်မှာပဲရုပ်ရှင်အထူးပြသပွဲနေရောက်လာခဲ့တယ်မောင်လေးကိုစားအတန်းတက်ပြီးနောက်မှာမိန်းကလေးကဘလို့ရုပ်ရှင်မို့လို့ဒီလောက်တောင်လူကြိုက်များနေလဲဆိုတာကိုသိကျင်စိတ်ဖြစ်လာတာကြောင့်ကျောင်းဆင်းတော့ရုပ်ရှင်ရုံကိုသွားခဲ့တယ်ဒါပေမဲ့သူမရဲ့တတ်မှတ်ထားတဲ့ခုံမှာထိုင်လိုက်တာနဲ့ဘေးနားမှာထိုင်နေတာအဲ့ဒီကောင်လေးဖြစ်မှန်သိလိုက်ရတယ်အဲ့ဒီတော့မှသူကသူမကိုအတူတူရုပ်ရှင်ကြည့်ဖို့ခေါ်ခဲ့တာမှန်ရိပ်မိသွားတော့တယ်ကံကောင်းတာကကောင်လေးကယောက်ျားလေးလိုရုပ်ဖြတ်ထားတဲ့သူမကိုမမှတ်မိခဲ့ဘူးသူကအဲ့ဒီရုပ်ရှင်လက်မှတ်ကဘာလို့မောင်လေးစီရောက်နေတာလဲလို့တန်တရားစိတ်နဲ့မေးခဲ့တယ်သူမရဲ့မိသူမိဝါဖြစ်ကြောင်းကိုဖုံးကွယ်ဖို့အတွက်မိန်းကလေးကသူမကိုတိတ်တခိုးသဘောကျနေတဲ့မိန်းကလေးတယောက်ကပေးတာလို့အလင်းအဆလို့လိန်ညာလိုက်တယ်ဒါပေမဲ့အဲ့ဒါကိုကြားလိုက်ရပြီးနောက်မှာတော့ကောင်လေးကမျှော်လင့်မထားပဲဒေါသထွက်သွားခဲ့တယ်